grade တွဲမှာဂုဏ်ထူးရဖို့အတွက်ကိုတစ်ရက်ကိုဘယ်လောက်စာလုပ်ချိန်သတ်မှတ်ထားရမလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ကိုပြပြပေးချင်ပါတယ်ဆိုတော့အဓိကကတယောက်နဲ့တယောက်နဲ့ကအားတဲ့ချိန်ပေါ့နော်အဓိကတော့ဒီရတဲ့ချိန်ကမတူတဲ့အတွက်မလို့တော့ဒီလိုလုပ်ပါဒီလိုလုပ်မှပဲဖြစ်မယ်ဆိုတာထပ်ပေါ့နော်ကိုယ့်ရဲ့ရတဲ့အချိန်ပေါ်မှာဘယ်လိုမျိုးအသုံးချမလဲဆိုတာလေးကိုသိထားဖို့ကတော့အရင်ရေးပါတယ်ပေါ့နော်ဆိုတော့ကိုဒီမှာသတ်မှတ်ပေးခြင်းတဲ့အချိန်ကတော့အနည်းဆုံး9နာရီလောက်ကနေပြီးတော့6နာရီဝန်းကျင်လောက်ပေါ့နော်တစ်ရက်ကိုအဲ့လောက်တော့အချိန်လေးသုံးတာပေါ့နော်ဒါမှမဟုတ်လုံးဝမရှိဘူးဆိုရင်တော့အနည်းဆုံး3နာရီသို့မဟုတ်4နာရီအဲ့ဝန်းကျင်လောက်တော့ကိုယ့်ပိုင်စားလုပ်ခြင်းကိုသတ်မှတ်လို့ရတယ်ဆိုတော့အဲ့ရှိတဲ့အချိန်ထားပါတော့6နာရီဆိုလို့ရှိရင်6နာရီမှာ6နာရီလုံးကြီးစက်တိုက်ကြီးစားလုပ်ရတယ်စားလို့ရှိရင်တော့ဒါ break time လေးတွေခွဲပြီးတော့မှပဲလုပ်ပေါ့နော်ကိုစုံတော့ပြောလို့ရှိရတာ3ချိန်ပေါ့တရက်ကိုစားလုပ်ခြင်းကိုယ်ပိုင်စားလုပ်ခြင်းတစ်ချိန်ကို2နာရီနဲ့ဆိုလို့ရှိရင်ဒါ3ချိန်6နာရီလုပ်လို့ရတယ်တကယ်လို့ကိုကအဲ့လောက်ထိမရှိဘူး guide ချိန်တွေပါတယ်များနေရဆိုလို့ရှိရင်လည်းဒါ2ချိန်ပေါ့နော်2နာရီ2ချိန်4နာရီလုပ်လို့ရတယ်ဒါမှမဟုတ်လုံးဝမရဘူးဆိုလို့ရှိရင်တော့2နာရီကို1ချိန်လောက်တော့လုပ်လို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုလေးအချိန်လေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်အချိန်ကလှုပ်ထားအောင်နဲ့ပြီးတာလို့မဟုတ်ဘူးပေါ့နော်ဆိုကုန်တူရခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအချိန်အတွင်းမှာစူးစမ်းရမယ့်ပုံစံမျိုးတွေပါတယ်ညာတွေကတော့ရှိတယ်ပေါ့လေဆိုတော့အဲ့လိုမျိုးအချိန်ရပြီဆိုတာနဲ့ကိုကတရက်ကိုအနည်းဆုံး2ဘာသာလောက်ကနေစပြီးတော့လုပ်မယ်ဆိုတော့2ဘာသာကိုလည်းကိုပြောနေကြအတိုင်းပဲပေါ့နော်နည်းနည်းလေးချက်ကတဲ့အပိုင်းရယ်တိတ်မချက်ရတဲ့အပိုင်းရယ်ပေါ့နော်အဲ့လိုမျိုးလေးတွဲပြီးတော့မှ2ဘာသာလေးတွားလိုက်ပါလုပ်ပြီးသွားလို့ရှိရင်ကိုကဒီအချိန်လေးပေါ့နော်ရတဲ့အချိန်လေးကိုရတဲ့4နာရီ5နာရီ6နာရီဝန်းကျင်အတွင်းမှာဘာကြီးလုပ်ရမလဲဆိုတော့ကိုတင်ထားပြီးသားဒီအကြောင်းအရာ topic တွေရှိလိမ့်မယ်ဒါတွေကိုမြင်လေးပေါ့နော်တစ်ချိန်လောက်သုံးပြီးတော့ပြန်ကြည့်လိုက်ပါတစ်ရက်စာတစ်ရက်ကိုဒီတစ်ချိန်ပြန်ပြီးတော့2နာရီတစ်ချိန်သုံးပြီးတော့ပြန်ကြည့်လိုက်ပေါ့နော်နောက်တစ်2နာရီကိုကြာတော့ဘာလုပ်ရမလဲဆိုတော့ဒါဖြည့်ရမယ့် tutorial အပိုင်းရှိမယ့်အပိုင်းတွေဒါတွေကိုပြန်ကြည့်မယ်ပြီးတော့ကိုအားနေနေတဲ့အပိုင်းပေါ့နော်ကိုဖြည့်ခဲ့ပြီးသားမှာအမှားနေတဲ့အပိုင်းတွေသိမရတဲ့အပိုင်းတွေဒါတွေအတွက်ကိုအချိန်တက်ပြန်သုံးပြီးတော့ကြည့်မယ်ပေါ့နော်ဒီနေရာမှာ guide ယူထားတဲ့သူတွေအတွက်ကြတော့ဒီလောက်ထိအချိန်တွေအများကြီးကိုမှမရှိနိုင်ဘူးအဲကြတော့ guide နဲ့တူတူဒီအချိန်မှာကိုမရတဲ့အပိုင်းတွေဒါမှမဟုတ်လည်း tutorial ဖြည့်ရမယ့်အပိုင်းတွေကိုဒီ guide ဆရာမတွေနဲ့တူတူလေ့ကျင့်တာမျိုးလုပ်လို့ရတယ်ပေါ့နော်အဓိကတော့ဂုဏ်ထူးရဖို့အတွက်ကိုနိုင်ဒီအချိန်တွေအများကြီးထိစာလုပ်နေရမှာလားဆိုတော့မဟုတ်ပဲねအဓိကတော့လုပ်ပုံလုပ်နည်းပေါ့နော်မမှန်ကန်ကန်နဲ့အကျိုးရှိရှိနဲ့လုပ်သွားမယ်ဆိုလို့ရှိရင်တော့ဒါထိရောက်နေလုပ်လို့ရမယ်လို့လည်းထင်ပါတယ်